ပြီးသွားရင်လုံးဝပြန်မဖြူတဲ့ခိုင်ကျိတ်မှန်မဟုတ်တဘာဝပစ္စည်း9မျိုးနဲ့ထုတ်လုပ်ထားတာမို့လို့သပင်လုံးဝပြန်မဖြူချင်ပါဘူးအရွယ်မတိုင်ခင်သပင်မဖြူနိုင်ပါဘူးအနက်ဆေးဆိုးစရာမလိုပဲသပင်ကိုတဘာဝအတိုင်းနဲ့ချင်ပါတယ်ဆိုတဲ့သူတွေပဲသုံးပေးပါရှင်တထုပ်ကိုမှမြန်မာငွေ6500ပါတလားစာဒီအမှားကတော့လှုပ်ရှားလိုက်ပြန်ပြီသူ့ရဲ့ကောင်လေးကသပင်ရှည်လေးကိုမှပိုချစ်တယ်ဆိုလို့သပင်ရှည်ရမ်းမြန်ချင်လို့ခိုင်ကျိတ်မှန်မဟုတ်ကိုတလားစာ3ထုပ်ဝယ်သုံးလိုက်တာအခုဆိုရင်တလားအတွင်းတိတာလို့သူရန်ကိုမှပြောနေပြီတထုပ်ကိုမှမြန်မာငွေ6500ပဲရှိတယ်သပင်ဖြူသမားတွေအုံထူအရှိမြန်ပြီးအသေးပေါက်ချင်တဲ့သူတွေသုံးလို့ရတယ်မြို့ပေါင်း330ကျော်ဒီအရောက်ငွေချေပို့ပေးပါနဲ့ရှင်ဟုတ်ကဲ့အမှားယူမယ်ဆိုလို့ရှိရင်လေလူတိုင်းသုံးလို့မရဘူးเนาะအဲ့တော့တပတ်ကို2ကြိမ်သုံးမယ်ဆိုလို့ရှိရင်တော့2ပတ်အတွင်းစံသားအသစ်တွေပို့ဆိုးပဆက်ပြန်ပေါက်တဲ့တန်အရှိမြန်အောင်ထူဇက်လေးတဲ့တန်အောင်မခံနိုင်ဘူးဆိုရင်တော့လုံးဝမသုံးကြပါနဲ့ရှင်ဖုန်းနံပါတ်လေးပေးထားတယ်เนาะ Viber ကိုဆက်သွယ်လို့လည်းရတယ်ဖုန်းဆက်ပြီးတော့လည်းမှာယူလို့ရပါတယ်ရှင်မြို့ပေါင်း350ကျော်အိမ်ရောက်ငွေချေရပါတယ်အုံးစင်နဲ့သုံးမယ်ဆိုရင်တတိထားပေးပါသပင်အရှင်မြန်မယ်သပင်အချွတ်တက်တာမယ်ဖြူနေတဲ့သပင်တွေပြန်ပြီးတော့နှက်စင်နေဆိုလို့ရှိရင်တော့ခိုင်ကျိတ်မှန်မုတ်လေးနဲ့အုံးစီလေးနဲ့သုံးလို့ရပါတယ်သူကဆိုလို့ရှိရင်တဘာဝကျိတ်မှန်ရွယ်ဖြစ်တဲ့အတွက်ကြောင့်မလို့စိုးကျိုးလုံးဝမရှိပါဘူးကြားမမရွယ်သုံးလို့ရပါတယ်မှားချင်တဲ့ဆိုဖုန်းဆက်မှာလို့ရပါတယ်တစ်ထုပ်ကိုမှမြန်မာငွေ6500ပါရှင်နှစ်လောက်တွဲခဲ့တဲ့ရီးစားကသပင်ရှည်လေးမှချစ်ပါတယ်ဆိုလို့သပင်ရှည်ထားခဲ့ပြီးဒါပေမဲ့အခုတော့သူကနောက်ခွေမှာဖောက်ပြန်သွားလို့ဆိုပြီးတော့သူ့ရဲ့သပင်ရှည်ကြီးကိုညှက်ပစ်လိုက်တာပေါ့နော်သပင်ရှည်ကြီးကိုညှက်ပစ်လိုက်တဲ့ခါမှာကျသူများသပင်ရှည်ကိုမြင်တာအားကျလို့ဆိုပြီးသပင်ပြန်ရှည်ခြင်းလို့ပါဆိုပြီးတော့ဒီခိုင်တဘာဝချိန်မှန်မုံတို့ကိုတလားစာ3တုပ်နှက်စီလေးနဲ့ဝယ်ပြီးတော့မှသုံးတာအခုဆိုရင်သပင်တွေကတိတ်တိတ်တာပြန်ပြီးမှအရှည်မြန်လာတဲ့အပြင်အရင်ကတည်းကမှနှစ်ဆအုံထူအရှည်မြန်လာလို့ဆိုပြီးလာပြီးတော့ပြောနေပြီကိုကတကယ်ကိုမှသပင်ရှည်မြန်ခြင်းနဲ့အုံထူခြင်းနဲ့ဆိုရင်ဒီခိုင်တဘာဝချိန်မှန်မုံတို့လေးကိုတလားစာ3တုပ်ပဲသုံးကြည့်ပါမတိတာဘူးဆိုရင်ငွေပြန်တဲ့အထိအာမခံပေးပါတယ်ရှင်တထုပ်ကိုမှ6500